ဒီလှည့်ကွက်ကတကယ်အလုပ်ဖြစ်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူးဒီလူကတော့တာယာလောကမှာတကယ်ကိုဂန်ဒဗန်တယောက်ပါပဲဒီ operator ဟာကိုမတ်စုလိုတာကားကြီးပေါ်မှာအလွန်ကြီးမားတဲ့တာယာကြီးတစ်ခုကိုတက်ဆင်နေတာပါတေချာကြည့်ထားပါဒီနေရာကဆောက်ပြီးအန်ဒီရရှုလာပါပြီပထမဆုံးအနေနဲ့သူကတန်မနီတော့ခတ်ကွင်းကိုနေရာတကျထိအောင်တူနဲ့ထူရိုက်ပါတယ်အကယ်၍အဲ့ဒီကွင်းဟာအချောင်ထဲမှာအပြည့်အဝအထိုင်မကျဟရင်လေဖီအားကြောင့်အဲ့ဒါဟာတေးစီနိုင်တဲ့ကြီးစံတစ်ခုလိုမျိုးလွင့်ထွက်သွားနိုင်ပါတယ်နောက်ပြီးသူကသူ့ရဲ့ခြေထောက်ကိုတုံးပြီးဘီးခွေကိုဖိထားပါသေးတယ်ဒါဟာဘေးကလုံခြုံရေးစီးမင်းတိုင်းကိုလုံးဝလစ်လူစုလိုက်တာပါပဲဒါပေမဲ့ဒါကအစပြုံပဲရှိပါသေးတယ်အခုတကယ်အပိုင်းရောက်ပါပြီသူဟာတာယာတစ်ခုလုံးကိုစစ်ကြိုးတွေနဲ့တင်းတင်းကြပ်ကြပ်ပတ်ထားလိုက်ပါတယ်ဒါဟာလေဖီအားရုတ်တရက်မြင့်တက်လာတဲ့အခါတာယာကြီးအယံမြန်မြန်ကားထွက်မလာအောင်တားဆီးပေးပါတယ်ယုံချင်းယုံမယုံချင်းနေဒါဟာဒီနေရာမှာလုတ်တဲ့အနှဲငယ်သောဘေးကလုံခြုံရေးအစီအမံဒီတဲကတစ်ခုပါနောက်တစ်ဆင့်ကတော့သူတာယာထဲကိုဖျန်းလိုက်တဲ့ gas ပါဒါကထွေးထွေးထူးထူးမဟုတ်ပါဘူးတာမန်ပိုးသက်စေဘူးပဲဖြစ်ပါတယ်တကယ်တော့လေကောင်းလေတန့်ဖျန်းနေဘူးတော့အလုပ်ထင်နေပါတယ်အဲ့လာကမီးလောင်လွယ်သလားဆိုတာတင်မသေးချာရသိနိုင်တဲ့ရိုးရှင်းတဲ့နီးလန်းတစ်ခုရှိပါတယ်အဲ့လာကတော့စမ်းကြည့်လိုက်ထို့ပါပြီးတော့သူကလေထိုးဆက်ကိုထွန့်ပြီးတာယာနားကနေအမြန်ဆုတ်ခွာလိုက်ပါတယ်မီးဝါးတပွဲမဲ့လို့ပါတယ်စက္ကန့်ပိုင်းကြီးအတွင်းမှာပဲတာယာဟာပုံစံတကျဖြစ်သွားပါတော့တယ်စစ်ကြိုးတွေချက်ချင်းပြတ်ထွက်သွားတာကိုတော့တင်မြင်နိုင်ပါတယ်ဒါဟာတကယ်တော့တင်လုံနိုင်သမျှတွေမှာအန်ဒီရဲ့အရှိဆုံးနီးလန်းတွေကတစ်ခုပါဒါကြောင့်အလီအနက်သတိပေးပါရစေဒါကိုလုံးဝလိုက်